ဘသူလေးလာနေရလဲဘသူလေးလာနေရလဲကြည့်ပါဦးမလာစီစဉ်ဥစားနဲ့ကန်ကောင်းချင်းတွေကိုယူဆောင်လာပြီးမဲ့ဆွဲကြိုးလေးပါမိုးပြည့်ပြည့်မောင်ရဲ့ကန်ကောင်းချင်းဆွဲကြိုးလေးပါရှင်မိုးပြည့်မောင်ဆွဲကြိုးမမိုးပြအတိုက်ခိုက်တွေအရန်များတဲ့အတွက်မမိုးပြအတွက်တိတ်တိဝင်ဘလောက်ဦးလေးနဲ့အိန္ဒိယနှစ်တန်လေးကိုနှစ်မျိုးဆက်ပြီးလုပ်ပေးထားတာပါဒါပေမဲ့မမိုးပြတိတ်တိဝင်ဘလောက်ဦးကိုပိုကြိုက်တဲ့အတွက်ဘလောက်ဦးလေးကိုပိုထည့်ပြီးတော့အိန္ဒိယနှစ်တန်လေးကိုမမေအနှဲငယ်သားလေးထည့်ပေးထားပါတယ်တဘာဝတိုင်းမန်းနဲ့နေတဲ့တိတ်တိဝင်ဘလောက်ဦးကိုစောင့်ထားပါကဩဇာအာဏာကြီးမားခြင်းစီးပွားလက်လာပါပွင့်လန်းခြင်းနဲ့အိမ်တွင်းအေဂျင့်မှုတို့စောင့်ချင်းပေးနိုင်ပါတယ်ရှင်အိမ်တွင်းအေဂျင့်မှုဆိုတော့အိမ်မှာခဏရန်ဖြစ်နေတဲ့သူအတိုက်ခိုက်တွေအရန်များတဲ့သူတွေဟာဘလောက်ကိုစောင့်ထားသင့်ပါတယ်ရှင်အိန္ဒိယနဲ့တန်ကြီးတုံးကကြောင့်မဟုတ်ဘူးမျက်နှာလေးမျက်နှာများလေးလုံးဝစပီကာကမနဲ့မိုးလေးအသားရတဖြည်းဖြည်းနားရချီကြလာနဲ့တင်ကြပါလိမ့်မယ်ဒါကြောင့်ဝက်ချန်တင်းနေရှိရင်ခဏကမှလေးချိကိုက်ထုတ်ကအနာကြီးပေါက်လာတယ်သူ့ဝဲဆိုလို့ပေါက်တယ်ဆိုရင်အင်းရတော့ပြင်းနေတာအရင်ကောင်းတယ်ဟောနိုင်အပ်ပြီးကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့ကတော့မထွက်ချင်ဘူးရအောင်လေဘာလို့အကုန်စိတ်ဝင်စားလို့လေကမီယာကိုလည်းအဲ့လိုစိတ်ဝင်စားရလေဟုတ်ပါတတားမဟုတ်တတားလည်းမပြီးလေ